အားလုံးပဲမင်္ဂလာပါဒီနေ့ကတော့ April 2 ရက်2025ဖြစ်ပြီးတော့ကျွန်တော်အခုရောက်နေတဲ့နေရာ62လမ်းမပေါ်26ခွန်ကြားမှာပဲဖြစ်ပါတယ်ကဲမနေ့ကတည်းကမနက်2 နာရီလောက်ထဲကကျွန်တော်မန္တလေးကိုထွက်လာလိုက်တာမနေ့ကညနေ4 နာရီလောက်မှာရောက်တယ်အမြန်လမ်းတစ်လျှောက်လုံးကတော့ရန်ကုန်ကနေပြီးတော့138မိုင်အထိသွားလို့ရတယ်ပြီးတော့138နေပြီးတော့နေပြီးတော့အထိကိုကျွန်တော်အတွင်းလမ်းကနေသွားတယ်ဗောနော်လမ်းဟောင်းကနေသွားတယ်လမ်းဟောင်းကနေသွားပြီးတော့တခါ200မိုင်ကနေပြီးတော့ဇက်တိုက်အမြန်လမ်းတိုင်းလာလိုက်တယ်ပြီးတော့ကျတော့ဘေးကလမ်းဗောနော်ချင်းကပ်လမ်းကနေကျွန်တော်တောက်လျှောက်မောင်းလာလိုက်ဟိုရွှေ့ဒီရွှေ့မောင်းရင်းနဲ့နောက်ဆုံးတော့မန္တလေးကိုညနေ4 နာရီလောက်မှာရောက်တယ်မနေ့ကကျွန်တော်ညနေ4 နာရီမှာမန္တလေးကိုရောက်တဲ့အချိန်ကနေစပြီးကျွန်တော်တစ်မျိုးလုံးကိုလှည့်ပတ်ပြီးကြည့်ပြီးသွားပြီးမြို့ပြက်ကြီးတစ်ခုလိုမျိုးဖြစ်နေပြီးတော့လက်စစ်မီးရလဲတချို့နေရာလေးတော့စပြီးရနေပြီဒါပေမဲ့မရသေးတဲ့နေရာတွေကတော်တော်လေးကိုများတယ်လူတွေတော်တော်များများကလည်း trauma လေးရှိတယ် trauma လေးရှိရမှာ trauma ကြီးကြီးရှိတယ်ဗောနော်အခုကမနေ့ကကျွန်တော်ရောက်တဲ့အချိန်မှာဆိုလို့ရှိရင်လည်းစပြီးတော့ငလျင်တစ်ခါထပ်လုပ်တော့စကိုင်းသားမှာငလျင်ထပ်လုပ်တယ်ငလျင်ထပ်လုပ်တာဖြစ်တဲ့လူတွေအကုန်လုံးကအိမ်ချိမှာပဲထွက်နေရအိမ်ထဲမှာတယောက်မှမနေနိုင်တဲ့ပုံစံမှာရှိတယ်။ဟိုခြံဝင်းထဲမှာရှိရလူဆိုလို့ရှိရင်လည်းအိမ်ထဲမှာမနေနိုင်ဘူး။ခြံဝင်းထဲမှာကိုပစ်တွေဘာတွေနဲ့အဲ့မှာခြံတောင်တွေစောင်းတွေနဲ့အပြင်မှာထွက်နေရတာ။မနေ့ကဆိုလည်းကျုံပတ်လည်မှာဆိုလို့ရှိရင်လည်းလူတွေအများကြီးပဲမှာတဲလေးထိုးပြီးနေရတယ်။ဒီမှာခြံတောင်လေးထောင်ပြီးနေရတယ်။အလူရှင်တွေကလည်းအဲ့မှာသွားပြီးတော့ရေတွေသွားပေးတယ်။စားစရာတွေသွားပေးတယ်။စားစရာဒီလိုချင်းတွေမျိုးတွေကိုကျွန်တော်မြင်တွေ့နေရတယ်။အခုကျွန်တော်နောက်မှာဆိုလို့ရှိရင်လည်းမြင်တဲ့အတိုင်းပဲအဆောက်အဦကြီးကဒီမှာဆောင်းကြီးဖြစ်နေပြီပြိုတဲ့ဟာတွေလည်းပြိုတယ်တက်တိုင်တွေလည်းကျိုးတဲ့ဟာတွေလည်းကျိုးနေတယ်ဒါတွေအကုန်လုံးကိုပြန်မယ်ဆိုလို့ရှိရင်တော့အချိန်အနည်းငယ်ယူရလိမ့်မယ်လို့ယူဆတယ်ပြီးတော့ဒီမှာနာမည်ကြီးနေတဲ့ Sky Villa ကိုလည်းကျွန်တော်မနေ့ကသွားပြီးတော့လေ့လာခဲ့တယ်လူတွေပြောနေကြတဲ့အတိုင်းပဲအဲ့မှာအနက်နေပါတွေကတော်တော်လေးကောင်းမနေတော့ဘူးပေါ့နော်တို့ပေမဲ့အဲ့မှာရှာဖွေကယ်ဆယ်ရေးအဖွဲ့တွေရဲ့နောက်ပြီးတရုတ်ကအဖွဲ့တွေရဲ့ပူးပေါင်းပြီးတော့မှအနက်နေကအစပို့ပြီးတော့အဆင်ပြေအောင်ပို့ပြီးကောင်းအောင်လို့လုပ်နေတာကျွန်တော်တို့တွေ့ရပါတယ်အဲ့တော့အစာအုပ်တွေပြက်ဆရာရှိရည်လည်းပြက်ပြီးသွားပြီကျွန်တော်တို့မျက်မြင်အရာဆိုလို့ရှိရင်တော့ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းစဉ်တွေကတော့တော်တော်များများပြီးပြီ body ထုတ်ဖို့လောက်ပဲကြံတော့မယ်လို့ကျွန်တော်အနေနဲ့ယူဆတယ်ကျွန်တော်တို့ကိုလူသားတဲ့အလူရှင်တွေရဲ့ပတ်စံတွေကိုကျွန်တော်ဘယ်နေရာမှာသုံးပါလဲဆိုတော့3ခုကျွန်တော်စဉ်းစားရပါတယ်နံပါတ်1တစ်ခုကကြတော့အခုမြေပြင်မှာလိုက်ပြီးတော့ body တွေထုတ်နေတဲ့အဖွဲ့တွေကိုကျွန်တော်လှူပါမယ်နံပါတ်2တစ်ခုကTSBN ပေါ့နော် TSBN ဆိုတာမအေဂျင့်မှုအမျိုးသားတော့ကိုသက်ပိုင်တို့လုပ်နေတဲ့အဖွဲ့ပါအဲ့အဖွဲ့ဆိုလို့ရှိရင်အဓိကသူတို့ကလည်းရိတ်ခါရေစသည်ဖြင့်အဲ့လိုမျိုးကဏ္ဍကြီး၄ခုကိုအဓိကထားပြီးလုပ်နေတဲ့အဖွဲ့ဖြစ်တယ်အဲ့အဖွဲ့အားဆိုလို့ရှိရင်ဒီမှာ solar inverter တွေ battery နဲ့ပေါင်းပြီးတော့ရေသန့်စက်တွေထောင်ထားတယ်ရေသန့်စက်တွေထောင်ထားပြီးတော့ရေသန့်ဘူးကြီးတွေဘူးသေးတွေအများကြီးကိုတစ်မျိုးလုံးကိုဖြန့်ဝေမယ်အဖွဲ့ဖြစ်ပါတယ်အဲ့အဖွဲ့မှာလည်းကျွန်တော်တို့သွားလူမယ်တချို့လူတွေကြတော့လည်းကျွန်တော်တို့စိုးရင်ကြတာပေါ့နော်ဟာမင်းတို့မှာမန္တလေးသွားအဆင်ပြေလားဆိုတော့အမှန်တိုင်းပြောရင်တော့အဆင်တော့ပြေမနေဘူးဘာလို့လဲဆိုတော့မနေ့ကကျွန်တော်တို့ညနေဘက်ည7 နာရီခွဲလောက်ဖြစ်မယ်ထင်တယ်ထမင်းစားနေတန်းလန်းကိုမီးကအကြီးကျယ်လောင်သေးတယ်မန္တလေးမှာပြီးတော့ကျတော့ကျွန်တော်တို့ကိုယ်နိုင်ကလည်းလူတွေအကုန်လုံးသတိပေးရတော့ဟဲ့အောင်မင်းတို့သတိထားတော့ကြမှာဟိုးဆိုလို့ရှိရင်ပြေးတာပြေးအခန်းတစ်ခါကြီးဖွင့်တာဟာစသည်ဖြင့်ပေါ့နော်အဲ့လိုမျိုးတွေနဲ့နေရတာဖြစ်တဲ့အတွက်ကျွန်တော်ညကလည်းကောင်းကောင်းအိပ်ရတာမဟုတ်အဆင်ပြေမနေဘူးပေါ့နော်ဒါပေမဲ့လည်းကိုယ်အဆင်မပြေတာကဘာမှမဟုတ်ဘူးခန္ဓာသေးသေးလေးပဲရှိတယ်သူများတွေဆိုလို့ရှိရင်ဘာလို့ဘာမှမကြံတော့အောင်ဖြစ်နေတာဖြစ်တဲ့အတွက်အဲ့စိတ်တစ်ခုတည်းနဲ့ပဲကျွန်တော်တို့ကရှေ့ဆက်ပြီးသွားရပါဆက်ပြောစရာဘာတစ်ခုရှိရလဲဆိုတော့ကျွန်တော်တို့ဒီ62ပေါ်က GR Hotel ပေါ့နော်အဲ့ GR Hotel မှာဆိုလို့ရှိရင်လည်းကျွန်တော်တို့ကမနေ့ကမထင်မှန်ဖဲနဲ့ရောက်လာမထင်မှန်ဖဲရောက်လာတဲ့အချိန်မှာကျွန်တော်တို့လည်းတွေ့တော့ဟာတဲ့ကယ်ရေးဖွဲ့လာပေါ့နော်မဟုတ်ဘူးလို့ကယ်ရေးဖွဲ့တော့မဟုတ်ဘူးကျွန်တော်တို့ကလာလူတာဟာတဲ့ရတယ်တဲ့လာလူတဲ့ဖွဲ့တွေဆိုလို့ရှိရင်လည်း free တဲ့ okay ပေါ့ကျွန်တော်တို့ free ပေးတဲ့ပေါ့ပေးတဲ့တော့ပြီးတော့မှထပ်သိရတာအဲ့ hotel လုံးမှာအခုတဲနေသမျှလူတွေအကုန်လုံး free တွေပဲFOC ပေးတဲ့တာပေါ့နော်အဲ့ GR Hotel ကအဲ့ GR Hotel ကကျွန်တော်ကြည့်သလောက်ဆိုလို့ရှိရင်ဘာလို့ဘာမှမဖြစ်သွားဘူးပေါ့အဲ့ hotel ဆိုလို့ရှိရင်မဖြစ်ဘူးဆိုမဲ့ဗျာရှေ့ကကြွေပြားကွဲတာနေရန်လေး crack နေနေပါဖြစ်တာတော့ပဲဖြစ်တာတော့စေတနာကောင်းလို့ကံကောင်းနေတဲ့တူပါတယ်အဲ့ hotel ပိုင်းရှင်လဲပြီးတော့ကျွန်တော်ဒီနေ့ရည်ရွယ်ထားတာတော့လူတွေတော်တော်မရောက်သေးတဲ့ရွာတွေရှိတယ်မီးတွေလောင်ထားတဲ့နေရာတွေရှိတယ်အဲ့နေရာတွေမှာဆိုလို့ရှိရင်ဘာလို့ဘာမှမရှိတော့ဘူးကွင်းပြင်ပဲကြံတော့တယ်လို့တော့ပြောတယ်တိုးပေမဲ့ကျွန်တော်မျက်မြင်လည်းမမြင်ရသေးဘူးဘာတွေရှိနေလဲမသိတာဖြစ်တယ်တော့ကျွန်တော်တို့အခု location scout သွားမှာဖြစ်ပါတယ်အခုဆိုရင်ကျွန်တော်တို့ဒါမနေ့6:35ပဲရှိသေးတယ်အခုကျွန်တော်တို့ location scout သွားပြီးတော့လိုအပ်တာအကုန်လုံးစီစဉ်ပြီးတော့အလူရှင်တွေရဲ့အလူငွေတွေအားလုံးကိုတစ်ချက်တစ်ပြားမကျန်အလေအလွတ်မရှိအောင်လို့စီမံဆောင်ရွက်ပေးမယ်လို့ခရီးပေးပါစီသွားပါ